Hello မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့ရေမင်္ဂလာပါနော်မမຫນွေဦးရဲ့ຫນွေဦး story channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လူတိုင်းကိုကျင့်တတ်အောင်မကြိုးစားနိုင်ဘူးဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းပုံမြင်လေးနားထောင်ဖို့အစသစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်လူတိုင်းကိုကျင့်တတ်အောင်မကြိုးစားနိုင်ဘူးဘီဟာအသက်40အရွယ်လူကြီးတစ်ယောက်ဖြစ်တယ်သူဟာသူနေထိုင်တဲ့ရွာကနေမြို့ပေါ်ကိုတက်ပြီးပိစတွေရောင်းတဲ့လူကြီးတစ်ယောက်ပေါ့သူ့ရဲ့အဝိစာတွေပါတဲ့အထုပ်ကိုအမြဲတမ်းသူ့မြေရဲ့ကြောပေါ်တင်သွားပြီးမြို့စည်းကိုတွားရောက်နေရှိတယ်သူ့မှာအသက်15နှစ်ဝန်းကျင်သားတစ်ယောက်လေးရှိသေးတယ်သူ့သားလေးဟာသူ့ကိုလိုက်ပြီးဈေးကိုရောင်းပေးတတ်တယ်ဘီရဲ့မြေဟာသူ့ရဲ့ရောင်းမဲ့အဝိထုတ်တွေကိုတည်သွားရပြီးအိမ်ပြန်ချိန်မှာတော့ဘီကသူ့ရဲ့အဝိထုတ်တွေကိုကုန်အောင်ရောင်းလိုက်နိုင်ကြတယ်။ဒါကြောင့်ဘီတို့သားအဖဟာပျော်ပြီးအိမ်ပြန်လာခဲ့ကြတယ်။သူတို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာမီးနဲ့အတူသူတို့သားအဖဟာလမ်းလျှောက်ရင်းပြန်လာခဲ့ကြတယ်ပေါ့။လမ်းမှာအခြားလူနှစ်ယောက်ကိုတွေ့တယ်။ထိုလူကဘီတို့သားအဖကိုကြည့်ပြီးသူတို့အချင်းချင်းပြောကြတယ်။ဒီသားအဖဟာအင်မတန်တုံးအလိုက်တာမြင်းတကောင်ပါတာကိုကောင်းကောင်းအသုံးမချဘူးမြင်းနဲ့အတူလမ်းလျှောက်ပြန်လာတဲ့ဟူ၍ဆိုကြတယ်ထိုစကားကိုဘီတို့သားအဖကြားတဲ့အခါမှာတော့ဘီရဲ့သားကသူ့ဖေကိုပြောတယ်အဖေပဲမြင်းကိုစီးပြီးလက်ခစ်လိုက်ပါဟူ၍သားဖြစ်သူရဲ့စကားကိုလက်ခံပြီးဘီကမြင်းပေါ်တက်ပြီးစီးလိုက်လေတယ်မကြခင်မှာပဲလူကြီးတယောက်ကမြင်းစီးလာတဲ့ဘီကိုမြင်လိုက်ရပြီးထိုလူကြီးကဘီတို့သားအဖကိုလမ်းအော်ပြောတယ်ဟေးမင်းရဲ့သားကိုလည်းငဲ့ပါဦးမင်းသားကိုကြည့်ရတာအင်မတန်ပင်ပန်းမောပတ်နေပုံရတယ်သူ့ကိုပဲမြင်းစီးခလိုက်ပါလားမင်းကအဖေဖြစ်တော့လမ်းလျှောက်လိုက်ပေါ့ဟူ၍ဆိုပြန်တယ်ဘီကထိုစကားကိုကြားတဲ့အခါသူ့သားကိုဟုတ်တယ်သားရေသားပဲမြင်းစီးလိုက်ပါအဖေလမ်းလျှောက်လိုက်မယ်ဆိုပြီးမိကိုသူ့သားကိုစီးခိုင်းလိုက်ပြန်တယ်လမ်းတစ်ဝက်လောက်အရောက်မှာတော့နောက်ထပ်လူစိမ်းတစ်ယောက်နဲ့တွေ့ပြန်တယ်ထိုလူစိမ်းကအော်ပြန်တယ်ဟေးကောင်းလေမင်းကမတိတက်လိုက်တာမင်းဖေကအသက်ကြီးနေပြီလေမင်းနောက်ကနေထိုင်လိုက်ခိုင်းလိုက်ပါလားဟူ၍ပြောခံရပြန်တယ်အဲ့ဒါနဲ့ပဲဘီနဲ့သူသားဟာနှစ်ယောက်လုံးမီးပေါ်ကိုတက်လိုက်ပြီးလိုက်ပါလာဖို့မြင်းနဲ့အတူအိမ်ပြန်ခဲ့ဖို့ဆုံးဖြတ်လိုက်ကြတယ်နောက်ထပ်တနေရာအရောက်မှာအခြားလူတစ်ယောက်နဲ့တွေ့ပြန်တယ်ထိုလူကမင်းတို့သားဖကအချနာတရားခေါင်းမလာကြည်လားမြင်းတကောင်ကိုနှစ်ယောက်လုံးဝိုင်းစီကြတယ်ဆိုတော့မြင်းကိုအသေးသက်နေတာလားဟို၍မိခံရပြန်နေအဲ့ဒါနဲ့ဘီနဲ့သူသားဟာထိုစကားကြောင့်ဘာမှထပ်မပြောနိုင်ကြတော့ပါဘူးပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိမ့်တယ်မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံမြင်လေးစီကနေတင်ရမယ်သင်ခန်းစာကတော့မိမိတို့ရဲ့ဘဝမှာအခြားသူတွေရဲ့အထင်မြင်ကိုနားထောင်ပြီးဘလို့မှဆုံးဖြတ်လို့မရဘူးဆိုတာရေလူတိုင်းရဲ့စိတ်ကျဉ်နှံမှုအရာလိုက်ပြီးနေထိုင်မယ်ဆိုရင်ကိုဘဝကိုဖြစ်ချင်တာတောင်ဘာမှသိနိုင်မှာမဟုတ်တော့ဘူးဆိုတာရေပဲဖြစ်တယ်လူတိုင်းကဘဝကိုစီဖြတ်တန်းပုံချင်းမတူညီကြတဲ့အတွက်အတွေ့အကြုံချင်းလည်းမတူသလိုအတွေးခေါ်ချင်းလည်းတူချင်းမှတူကြမှာဖြစ်တယ်လို့အမြင်ချင်းလည်းတူချင်းမှတူကြမှာဖြစ်တယ်အဲ့ဒါကြောင့်လူတိုင်းကျင့်တဲ့အောင်ကြိုးစားနေထိုင်ဖို့ရာမဖြစ်နိုင်ဘူးဆိုတာကိုဒီပုံလေးစီကနေသင်ခန်းစာယူရမှာဖြစ်ပေတယ်မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံလေးစီကနေသင်ခန်းစာအကောင်းကိုရရှိလိမ့်မယ်လို့ညွှန်နေပါတယ်နော်မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်လာကြပါစေလို့မမຫນွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမຫນွေဦးရဲ့ຫນွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00 နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမຫນွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။